ရှင်ပြုနာတာတဲ့လူပြောစီတီး၍ကျွေးမွေးတဲ့လူရန်ခရှင်ပြုနာတာတဲ့လူပြောစီတီး၍ကျွေးမွေးတဲ့လူလူမတ်တမှာထဲထဲဝါဝါခညာလာတာညတပြမျိုးမိတ်ဆွေဆုံးသွားစီကားလာတာလူမတ်တမှာထဲထဲဝါဝါခညာလာတာညတပြမျိုးမိတ်ဆွေဆုံးသွားစီကားလာတာသမီးချောင်းစီမောင်းတီလူကလူမအပြုံးပြီးတိရှာခညာတဲ့ဝင်ကြွားတဲ့ဒီလူတကားပါလာပါဆုံးစုဝေးရလူမသည်ပါခညာတဲ့ဝင်ကြွားတဲ့ဒီလူတကားပါလာပါဆုံးစုဝေးရလူမသည်ပါမင်းမြောက်စာနဲ့မောင်ရင်လောင်းကြည်လို့ကောင်းတာနင်းနာတိုင်းလက်သမီးလေးကတကယ်ကိုချစ်စရာမင်းမြောက်စာနဲ့မောင်ရင်လောင်းကြည်လို့ကောင်းတာနင်းနာတိုင်းလက်သမီးလေးကအဟုတ်ကိုချစ်စရာပြောစရာရွှင်စရာလူပွဲကိုလာစေတနာဝိချာလူတဲ့ပွဲမဟာနိဗ္ဗာန်ကြီးမှာလူတန်းလို့သာစေနာဝိပြလူတဲ့ပွဲမဟာနဲ့လူသားတို့ခေါ်လိုက်ကြတာတရားတရားနဲ့ပြုကြတဲ့လူတော်ပါစေနာတရားနဲ့ပွားများ၍လူတန်းလို့သာတရားတရားနဲ့ပြုကြတဲ့လူတော်ပါစေနာတရားနဲ့ပွားများ၍လူတန်းလို့သာဝိတ္တမြတ်ထုံးနှလုံးမူလို့သာပြုသမျှကုသလတာရုခေါ်စီယာရှင်ပြုနာတာတဲ့လူပြောစီတီး၍ကျွေးမွေးတဲ့လူရန်ခရှင်ပြုနာတာတဲ့လူပြောစီတီး၍ကျွေးမွေးတဲ့လူလူမတ်တမှာထဲထဲဝါဝါခညာလာတာညတပြမျိုးမိတ်ဆွေဆုံးသွားစီကားလာတာလူမတ်တမှာထဲထဲဝါဝါခညာလာတာညတပြမျိုးမိတ်ဆွေဆုံးသွားစီကားလာတာသမီးချောင်းစီမောင်းတီလူကလူမအပြုံးပြီးတိရှာခညာတဲ့ဝင်ကြွားတဲ့ဒီလူတကားပါလာပါဆုံးစုဝေးရလူမသည်ပါခညာတဲ့ဝင်ကြွားတဲ့ဒီလူတကားပါလာပါဆုံးစုဝေးရလူမသည်ပါမင်းမြောက်စာနဲ့မောင်ရင်လောင်းကြည်လို့ကောင်းတာနင်းနာတိုင်းလက်သမီးလေးကတကယ်ကိုချစ်စရာမင်းမြောက်စာနဲ့မောင်ရင်လောင်းကြည်လို့ကောင်းတာနင်းနာတိုင်းလက်သမီးလေးကအဟုတ်ကိုချစ်စရာပြောစရာရွှင်စရာလူပွဲကိုလာစေတနာဝိချာလူတဲ့ပွဲမဟာနိဗ္ဗာန်ကြီးမှာလူတန်းလို့သာစေနာဝိပြလူတဲ့ပွဲမဟာနဲ့လူသားတို့ခေါ်လိုက်ကြတာတရားတရားနဲ့